ကျွန်တော်ကတစ်ချက်ရေးလိုက်ပြီးမျက်နှာဖုံးကိုဖြည်းဖြည်းချင်းခွာလိုက်တယ်။ငကားမင်းရဲ့စွမ်းအားတွေစီးဆင်းနေတဲ့ရွှေရောင်မျက်လုံးတွေကိုအထင်သားပြလိုက်ပြီးကဲကျွန်တော်ရဲ့သတို့သမီးလောင်းလေးတို့တစ်နှစ်ပဲရှိသေးတယ်။ကျွန်တော်ကိုမမှတ်မိကြတော့ဘူးလားလို့မေးလိုက်တယ်ချန်အန်။နင်းလားနင်းကအနားယူသွားပြီးမဟုတ်ဘူးလားလူအုပ်ကြီးတစ်ခုလုံးရုပ်ရုပ်တဲတဲဖြစ်သွားတယ်။ဝန်ချမ်းချမ်းဆိုရင်မျက်နှာဖြူရော့သွားပြီးပါးစပ်ကိုပိတ်လို့တုံတုံရင်နဲ့နောက်ဆုတ်သွားတာပဲ။စုမုံရောင်ဆိုရင်တော့အမင်းနင်းရဲ့ကြောင်လိုပဲခုန်ပေါက်ပြီးပိုင်ထင်းထင်းနေယူနေလားနင်းကဒီကောင်နဲ့ပေါင်းပြီးငါတို့ကိုလာခွက်ကြော်ရိုက်တာလားလို့အော်ပါလေရောခွက်ကြော်ရိုက်တယ်ဟုတ်လားကျွန်တော်လေကားပေါ်ကနေတလန်းချင်းဆင်းလာတဲ့လှမ်းလိုက်တဲ့ခြေလမ်းတိုင်းမှာငကားရဲ့ရှင်ဝါကပူပြင်းလာပြီးသူတို့ကိုအသက်ရှူချက်စေတယ်လွန်ခဲ့တဲ့16နှစ်ကမင်းတို့တွေငကားရဲ့အနီရောင်မက်နဲ့အောင်မြင်ခဲ့ကြတယ်အခု16နှစ်အကြာမှာတော့မင်းတို့ကဂတိဖြတ်ပြီးငါ့ကိုအဆက်ခွဲတယ်ငါအနားယူတာကိုတော့အဝေးကနေလှောင်ရခြင်းသေးတယ်ဆိုတော့အခုအရင်ရောအတိုးရောပြန်ဆက်ရမယ့်အချိန်ရောက်ပြီကျွန်တော်စကားအဆုံးပါပဲအခန်းထဲကမီးဆိုင်တွေကတစ်ဖြက်ဖြက်ဖြစ်ပြီးပြည့်စစ်စီးတန်တွေထွက်လာတယ်မိန်းကလေးတွေကြောက်လန့်တကြားအော်ကြတာပေါ့စုမုံရောင်ကအသက်ရှူမဝပေမဲ့လူများတာကိုအာကိုပြီးပြန်အော်တယ်ညီမလေးတို့မကြောက်နဲ့သူကအရှိန်ဝါပြနေတာတွားကြမယ်သူတယောက်တည်းငါတို့ကိုဘာလုပ်နိုင်မှာလဲသူကအရှိကနေအိမ်ပြင်ထွက်ဖို့စူးစမ်းပေမဲ့တကားကဘလို့မှဖွင့်လို့မရဘူးနောက်တစ်စက္ကန့်မှတင်သတင်းပေါက်အပြင်ဘက်မှာလေပြင်းတွေဝုန်းဝုန်းနိုင်တိုက်လာပြီးအပြင်ကမီးအိမ်ကြီးရောင်တွေကချက်ချင်းဆိုသလိုအစိမ်းရောင်တန်းသွားတယ်ဖြူဖြူနေတဲ့လူမျက်နှာတွေအများကြီးကမှန်သတင်းပေါက်မှာကတ်လာပြီးအထဲကမိန်းကလေးတွေကိုမမော်တဲ့မျက်လုံးတွေနဲ့ကြည့်နေကြတယ်ဒါကိုတရေတစီဝိုင်းထားတဲ့အိမ်လို့ခေါ်တယ်ဒီဖီးမင်းတွေဝင်16ယောက်ကဂတိဖြတ်ပြကြီးတဲ့နောက်ပိုင်းအမဲရောင်စွမ်းရည်တွေအများများနေတာသူတို့ကအတူတူရှိနေရင်တနေ့လုံးကဝိညာဉ်တွေကိုဆွဲဆောင်တယ်လို့ဖြစ်နေတာပဲစုမုံရောင်ကကြောက်လုံးလို့ခြေထောက်တွေပြော့ပြီးလဲကျသွားတယ်ဒီလိုတတိသမီးလေးတွေကဒီလိုခြေနေမျိုးတစ်ခါမှမမြင်ဘူးတော့တယောက်ကိုတယောက်ဖက်ပြီးတုံနေကြတာပေါ့ကျွန်တော်ရဲ့ငကားရှင်ဝါနဲ့သူတို့ကိုမကောက်ွယ်ပြီးရင်သူတို့ဟာအပြင်ကဝိညာဉ်တွေအတွက်တော့အကောင်းဆုံးစားစရာပဲလေကျွန်တော်ခန်းထဲမှာရက်ပြီးအေးဆက်ဆက်ကြည့်နေလိုက်တယ်စောစောကတော့မင်းတို့ကငါကိုအထက်စီးကဆက်ဆံခဲ့တယ်အခုတော့မင်းတို့ကငါ့ကိုပြန်တောင်းပန်ရမယ့်အချိန်ပဲမင်းတို့ဘယ်လိုသဘောထားမျိုးပြမလဲအားလုံးခဏလောက်တိတ်သွားပြီးမှမိန်းကလေးတယောက်ကတုံရင်နဲ့မေးတယ်ချန်အန်ငါတို့တွေကတယောက်ယောက်ကနင်းနဲ့နှစ်တိုင်းလက်ထပ်ပွဲလုပ်မယ်ဆိုရင်ဒီဘေးကနေလွတ်နိုင်မလားကျွန်တော်ကပြုံးလိုက်ပြီးဒါတော့ဟုတ်ပါတယ်ဒါပေမဲ့မင်းတို့ကစိတ်ကြိုက်ကြိတ်ခက်ခဲ့ပြီးမှအခုမှပြန်ဆက်ချင်တယ်ဆိုတော့မနောက်လေးလုံးမူလားလို့ရွေးလိုက်တယ်နင်းဘာလို့ချင်တာလဲလို့မေးလာတော့ကျွန်တော်ကဟဲ့ငါဘာလို့ချင်လဲဆိုတာကမင်းတို့မှာဘာရှိလဲဆိုတာကိုမှမူတည်တယ်လို့ပြန်ပြောလိုက်တယ်ဒါပေမဲ့စုမုံရောင်ကရုတ်တရက်အရှိထွက်လာပြီးအားလုံးမကြောက်ကြနဲ့သူကလည်းငါတို့ကိုအကူအညီလိုနေတာဒီညတာငါတို့တွေကဘယ်သူမှသူနဲ့လက်ထပ်ပွဲမလုပ်ရင်တထောင်ကျော်တာနဲ့သူဟာငကားမင်းရဲ့ဝါမျိုးလာကိုခံရလိမ့်မယ်လို့အော်ပြောလိုက်ပြန်တယ်စုမုံရောင်ရဲ့စကားကြောင့်အားလုံးကမျောလင်းချက်ပြန်ရသွားတယ်လို့မျိုးဟုတ်တာပဲငါတို့ကသူ့ကိုတောင်းပန်မဲ့စာသူကပဲငါတို့ကိုဒူးထောက်တောင်းပန်ရမှာမဟုတ်ဘူးလားဆိုပြီးဖြစ်ကုန်ကြတယ်စုမုံရောင်ကပူပြီးအားတက်လာကကျွန်တော်ကိုစိန်ခေါ်တဲ့မျက်လုံးနဲ့ကြည့်တယ်ညီမလေးတို့ငါတို့အားလုံးစီးလုံးထားကြဘယ်သူမှသူနဲ့လက်ထပ်ပွဲမလုပ်နဲ့ဒီညဟာသူ့ရဲ့နောက်ဆုံးနေ့ပဲအဲ့ဒီအချိန်ကျရင်သူကပဲငါတို့ကိုဒူးထောက်ပြီးဂရိပြန်ဆက်ဖို့တောင်းပန်လာလိမ့်မယ်ကျွန်တော်ကဒေါသမထွက်ပဲစူပါပေါ်မှာအေးအေးဆေးဆေးထိုင်လိုက်ပြီးကဲကိစ္စကပိုစိတ်ဝင်စားဖို့ကောင်းလာပြီပဲဘယ်သူကဘသူကိုတောင်းပန်မလဲဆိုတာကြည့်ကြတာပေါ့ဒါပေမဲ့ကြိုပြောထားမယ်ငါကတယောက်နဲ့လက်ထက်ယုံနဲ့တစ်နှစ်ထက်နေလို့ရတယ်ပြီးတော့အဲ့ဒီလူကိုလည်းကာကွယ်ပေးပြီးချမ်းသာစေမယ်ကျန်တဲ့19ယောက်ကတော့တစ်နှစ်အကြာမှာဘာဖြစ်သွားမလဲဆိုတာငါလည်းမပြောတတ်ဘူးနော်ဒီစကားကြောင့်တစ်ခါလုံးတိတ်ကျသွားပြီးလူတွေကစပြီးပြရခတ်လာကြတယ်တယောက်ကိုတယောက်တန်တရားမျက်လုံးတွေနဲ့ကြည့်ကုန်ကြပြီးချန်အန်အကူကျမရှင်ကိုလက်ထပ်ဖို့သဘောတူပါတယ်ဝန်ချမ်းချမ်းကအရင်ဆုံးအုံနောက်ပြေးပြီးကျွန်တော်ချိန်ရင်းမှာဒူးထောက်လို့ပေါင်းကိုလာဖက်တဲ့ချန်အန်အကူကျမကိုပဲရွေးပါကျမတခါမှရီးစားမထားဘူးသေးဘူးရှင်ကိုတခင်လို့ခေါ်ဆိုရင်တောင်ရပါတယ်ဝန်ချမ်းချမ်းနင်းရှက်မရှိဘူးလားလို့စုမုံရောင်ကအော်တယ်ဝန်ချမ်းချမ်းကတော့ဂရုမစိုက်ပဲစုမုံရောင်နင်းကဘာလာဟန်ဆောင်နေတာလဲဂရိပြန်ဆက်ရင်လည်းလက်ထက်ရမှာပဲလေပြီးတော့ချန်အန်ကလူကောင်ကလည်းချောသားပဲလက်ထက်လိုက်တာဘာဖြစ်လို့လဲလို့ပြန်ပြောလိုက်တော့အချိန်လေးကချက်ချင်းပျက်စီးသွားပြီးအားလုံးကျွန်တော်နာကိုရောက်လာကြတယ်ကျွန်တော်ကအနီရောင်စာချုပ်ကိုထုတ်လိုက်ပြီးမင်းတို့ကိုကောက်ွယ်ပေးမယ်ဒါပေမဲ့မင်းတို့စီမှာကောင်းတဲ့ကံကြမ္မာတွေရှိလို့မရတော့ဘူးလို့ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်စာချုပ်ချုပ်ဖို့လုပ်နေလုံးမှာပဲအပြင်ကဝိညာဉ်တွေကြောက်လန့်တကြားထွက်ပြေးသွားပြီးအယံဆိုတဲ့မိန်းကလေးကငကားမဲရောင်ဝတ်စုံကြီးနဲ့ဝင်လာတယ်သူကငကားမင်းနဲ့သဘောတူညီချက်လုပ်ခဲ့ပြီးကျွန်တော်နဲ့ကျန်တဲ့သူတွေကိုပါဝါမျိုးကိုစူးစမ်းတော့တာပဲကျွန်တော်ဒူးထောက်ကျသွားတဲ့အချိန်မှာကျွန်တော်အမေရဲ့ဝိညာဉ်ကမြို့ဝမြစ်ထဲကနေထွက်လာပြီးကျွန်တော်ကိုကောက်ွယ်ပေးခဲ့တယ်သားလေးငကားအနီရောင်မက်တွေကိုပြန်ယူပါလို့အမေကပြောလိုက်တော့မိန်းကလေးတွေချက်ချင်းပဲစာချုပ်ပေါ်လက်မှတ်ထိုးလိုက်ကြတယ်အနီရောင်မက်တွေအားလုံးကျွန်တော်စီရောက်လာတဲ့အချိန်မှာတော့အမေကပြုံးပြီးမိုးရီထဲမှာပျောက်ကွယ်သွားခဲ့ပြီးအမေလို့ကျွန်တော်စိတ်နှလုံးကွဲကြည့်သွားနဲ့အော်ဟစ်လိုက်မိတော့တယ်ချန်အန်မင်းတကယ်လို့ဒီဘေးကနေရှောင်မလို့တော့ဘူးဆိုရင်မင်းရဲ့အိတ်တက်တွေကိုအဲ့ဒီငွေစိမ်းလေးစီပဲလွှဲပေးလိုက်ပါသူကမင်းကို16နှလုံးလုံးစောင့်ရှောက်ခဲ့တာအခုကမင်းသူ့ကိုပြန်ကျေးဇူးဆက်ရမယ့်အချိန်ပဲအမေရဲ့စကားကြောင့်ကျွန်တော်တကူလုံးတုံတက်သွားပြီးပျောက်ကွယ်တော့မဲ့အမေရဲ့ကြောပြင်ကိုကြည့်ရင်အားရပါရခေါင်းကြီးပြလိုက်မိတယ်ကျွန်တော်ရင်ဝင်ထဲကပူနွေးနေတဲ့လူငါစာချုပ်ကိုထုတ်လိုက်ပြီးဘာမှတွေ့ခွင့်မနေတော့ပဲဘေးမှာကြောက်လုံးလို့ကြောင်အန်းနေတဲ့ဖီးနစ်တွေဝင်အုပ်စုကိုအော်ပြောလိုက်တယ်ဘာရဲကြည့်နေတာလဲမြန်မြန်သွေးနဲ့စာချုပ်ချုပ်ကြငကားရဲ့အနီရောင်မက်တွေကိုငါစီပြန်ပေးပိုင်ချင်းချင်းနဲ့ဝန်ချမ်းချမ်းတို့ဟာကြောက်လုံးလို့ဝိညာဉ်တော်လွတ်မတက်ဖြစ်နေပြီမို့တုံတုံကြီးနဲ့သူတို့ရဲ့လက်တွေကိုသွေးစာချုပ်ပေါ်ဖိချလိုက်ကြတယ်အရှိကနေဆူရှာရဲ့အော်တန်ကြီးထွက်လာလို့မောကြည့်လိုက်တော့အမေရဲ့မျက်လုံးတွေနဲ့စုံသွားတယ်အရင်ကဝေဝါးနေတဲ့အမေမျက်နှာဟာအခုမှထင်ထင်ရှားရှားမြင်လိုက်ရတာအမေကကျွန်တော်ကိုကြည့်ပြီးပြုံးပြတယ်လိမ္မာတဲ့ငါသားလေးမင်းကိုငွေတုံးကပေးချတော့မကြည့်လိုက်ရဘူးအခုတော့မင်းလေးကင်းကင်းနဲ့ကြီးပြင်းလာတာမြင်ရလို့ဝမ်းသာပါတယ်ပြောပြီးတာနဲ့အမေရဲ့ပုံရိပ်ဟာမိုးတက်လေးတူထဲမှာအစအနတော့မကြံအောင်ပျောက်ကွယ်သွားတော့တယ်အမေကျွန်တော်ရင်ခွဲမတက်အော်ဟစ်လိုက်မိတယ်
ဒီအချိန်မှာနဂါးနဲ့ကြီးကဟိတ်ဟောက်ပြီးကျွန်တော်စီကိုလျှက်စီးလို့အချိန်နဲ့ပြေးဝင်လာတယ်နဂါးနဲ့ကြီးကျွန်တော်ကိုတိုက်ပြီးခံနေမှာပဲလက်ထဲကမင်္ဂလာစာချုပ်ကနေဆူရှာတဲ့အလင်းစိမ့်တွေထွက်လာပြီးဖယ်ဆန်းဆိုတဲ့ဟိတ်ဟောက်တန်ကြီးနဲ့အတူငွေစင်းကြီးတစ်ကောင်ထွက်လာပြီးနဂါးနဲ့ကိုလွတ်ထွက်သွားအောင်တိုက်ထုတ်လိုက်တယ်အလင်းတွေထဲကနေအရန်လာပါတဲ့မင်းကလေးတယောက်ကျွန်တော်ရှိမှဆင်းသက်လာတယ်လက်သမီးလေးဆင်းလာတယ်လို့ပဲသူကကျွန်တော်စီလက်လာပြီးအေးဆက်နေတဲ့လက်ချောင်းလေးတွေနဲ့ကျွန်းတော့ဘာကိုကိုင်းလိုက်တယ်သူ့မျက်လုံးထဲမှာတနာစရာကောင်းတော့အောင်ကျင်နာမှုတွေနဲ့ပြည့်နေပြီးလူလေးဘာလို့ဒီလောက်အသေးအတန်တိုက်နေတာလဲဒါပေမဲ့ကျမရဲ့လင်းယောက်ျားလေးကကြီးပြင်းလာပြီးပဲမင်းကလေးတွေရဲ့လက်ကွက်ကိုတော့မခံရတော့ဘူးပေါ်လို့ပြောတယ်ကျွန်တော်ကတော့စစ်ကူလုံးလို့ဆရာညံပြေတော့ကျွန်တော်ကိုမငဲနဲ့သူ့ပြစ်မှတ်ကကျွန်တော်ပဲလို့အော်ပြောမိတယ်လူလော်လီကကျွန်တော်ကိုကြည်ပြီးရဲတဲ့အရင်ကမင်းကိုကဲခဲ့တာကငါနဂါးဖြစ်ဖို့စူးစမ်းတော့ကမင်းကငါ့ကိုရွေးထွေးအောင်လုပ်ပေးခဲ့လို့ကျေးဇူးဆက်တာဒါပေမဲ့အခုကအခြေအနေမတူတော့ဘူးဘာကွာလို့လဲပြလို့ကျွန်တော်ငိုယိုပြီးမေးလိုက်တော့သူကကျွန်တော်မျက်နှာကိုတေချာစိုက်ကြည့်ပြီးမင်းခုနကငါ့ကိုဘာလို့ခေါ်လိုက်တာလဲလို့ပြန်မေးတယ်ဆရာကျွန်တော်မှားသွားပါတယ်လို့ပြောလိုက်တော့သူကပြက်ပြက်တတ်တာပဲမရလို့ခေါ်ရမှာလေငွေဆိုတာအမျိုးကိုတစ္ဆာရှိတယ်တစ်ခါတတ်မှတ်ပြီးရင်ဒေချင်းစိုးနဲ့ကြုံရင်တော့မစုံခေါ်ဘူးလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာနဂါးနဲ့ကြီးကရေမောပြီးပြန်ရောက်လာတယ်ငွေဆိုတာငွေပဲကွာငါရှိမှလာဟန်မပြနဲ့နင်တို့ကိုအကုန်ဝမ်းမြုပ်ဖြစ်မယ်လို့အော်ပြီးတိုက်ခိုက်တော့တာပဲလူလော်လီကကျွန်တော်ကိုလွတ်ပြီးနဂါးနဲ့အသေးတန်တိုက်တယ်ဒါပေမဲ့နဂါးနဲ့ငွေဆိုတာကွာခြားချက်ကအကြီးကြီးလေးခဏနေတော့လူလော်လီတွေ့ရပြီးကျွန်တော်ရှိကိုပြုတ်ကျလာတယ်နဂါးနဲ့ကတွေ့ပြီလားဒါကကံကြမ္မာပဲငွေကဘယ်တော့မှနဂါးဖြစ်မလာဘူးလို့တောင်ပြုံးပြုံးနဲ့ကျွန်တော်လူလော်လီကိုဖတ်ထားရင်းရင်ထဲကနာကျင်မှုတွေပောက်ကွဲလာတယ်လော်လီမင်းနဂါးဖြစ်ချင်တယ်မဟုတ်လားဒီနေ့ငါမင်းကိုကူညီမယ်ကျွန်တော်ကိုယ့်ရဲ့တွေးကြောတွေကိုပြောင်းပြန်လှည့်ပြီးနှလုံးသွေးတွေကိုလူလော့လီရဲ့ကိုယ်လေးကိုအတင်းထည့်ပေးလိုက်တယ်မလုံးနဲ့လို့သူအိုပေမဲ့နောက်ကျသွားပြီးကျွန်တော်စီကရွှေရောင်လင်းတွေသူ့စီရောက်သွားပြီးကျွန်တော်ကတော့အသက်ရှူတွေတက်တောင်းကုန်တယ်ကျွန်တော်စီကနဂါးသွေးတွေအကုန်ကုန်သွားပြီးဒီကိုယ်လုံးအေးဆက်သွားတယ်အဲ့ဒီအချိန်မှာလူလော့လီကငွေရောင်နဂါးအစ်စ်ဖြစ်ပြောင်းလဲသွားပြီးနဂါးနဲ့ကြီးကိုအပိုင်းပိုင်းပြတ်သွားအောင်ရှင်းထုတ်လိုက်တော့တယ်အားလုံးပြီးသွားတဲ့အချိန်မှာကျွန်တော်လဲကျသွားတယ်သူကလူပုံစံပြန်ပြောင်းပြီးကျွန်တော်ကိုလာထူတယ်အိတ်လိုက်ပါဦးနေယောက်ျားရေဆိုတဲ့အတန်လေးပဲနောက်ဆုံးကြားလိုက်ရတဲ့နိုးလာတော့ကျွန်တော်ကကတင်ပေါ်ရောက်နေပြီးဘေးမှာစာတစ်စောင်ရှိနေတယ်နေယောက်ျားမင်းကငါ့ကိုနဂါးဖြစ်အောင်ကူညီပေးခဲ့လို့မင်းရဲ့စွမ်းအားတွေအကုန်ကုန်သွားပြီးငါကတော့နဂါးဖြစ်ပြန်ပြီးကြည်ကြံရအောင်မယ်အဲ့ဒီမင်းကလေး၁၈ယောက်ကမင်းကိုတစ်နှစ်တယောက်စီလာပြီးစောင့်ရှောက်ပေးလိမ့်မယ်ပြန်တွေ့ကြမယ်တော့တဲ့စာဖတ်ပြီးကျွန်တော်ငိုလိုက်မိတယ်ဘသူကမှအဲ့ဒီမင်းကလေးတွေကိုအဖို့မလိုချင်ဘူးနှစ်တွေအကြာကြီးကြာသွားတဲ့အခါကြံချံမြို့မှာထူးဆန်းတဲ့တထေးကြီးတယောက်ရှိတယ်သူကနှစ်တိုင်းမရလောက်အစ်စ်တယောက်စီလဲတယ်ဒါပေမဲ့ဘသူကမှသူမကြည့်ဘူးအိမ်ရှဒီမှာပဲတယောက်တည်းထိုင်ပြီးစောင့်နေတာတည်သွားတဲ့အထိပဲရှင်းနှစ်အကြာတညမှာတော့ရွာလေးတရွာကကောင်းလေးတယောက်ဟာအိမ်နောက်ဘက်မှာစီးသွားရင်းနဲ့ငွေစိမ်းလေးတစ်ကောင်ကိုတွေ့လိုက်တယ်အဲ့ဒီငွေလေးကဒဏ်ရာတွေနဲ့ကျွန်တော်ကိုစိုက်ကြည့်နေတာသူ့မျက်လုံးတွေထဲမှာမျက်ရည်တွေဝဲနေတယ်လို့မျိုးကျွန်တော်ကိုဝမ်းစွတ်တန်းတာတဲ့ပုံစံနဲ့ကြည့်နေပြီးဇလန်လေးကတိမာတင်ပြီးဆုံးသွားပါပြီခင်ဗျာ